အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့တော့လေစုပြေကြီးငါးကိုချင်ဆက်လေးတုပ်ပါမယ်ဒီပြေကြီးငါးကလေစုဖုံးချောင်းသွားတဲ့ချိန်တုန်းကဖုံးကြီးချောင်းမှာတန်ဃာတွေရဲ့ဆွမ်းအတွက်လှူထားတာသွေးလို့စုကလောက်အားဒါနအနေနဲ့တုပ်ပြီးဖြစ်တာလေးပါအယူဆုံးမနော်စုပြေကြီးငါရဲ့အနက်အသေးနဲ့ကြည်ချွဲတွေဆင်သွားအောင်လို့စုဆန်မုတ်နဲ့အသေးချာလေးနေပြီးရေနဲ့တေချာဆင်အောင်ဆေးလိုက်ပါတယ်ပုံမှန်ဆိုရင်တော့စုကပြောင်းကုန်မုတ်နဲ့နေပြီးရေနဲ့ဆေးတာပေါ့နော်ဒီမှာပြောင်းကုန်မုတ်လည်းအဆင်သင့်မရှိတာနဲ့လေစုဆန်မုတ်နဲ့ပဲဆေးလိုက်ပါတယ်ရေနဲ့တေချာဆင်အောင်ဆေးပြီးရင်တော့ပြေကြီးငါကိုစုအနေတော်ရွယ်လေးတွေလှီးလိုက်ပါတယ်ပုံလေးပါစုဖော်ထားတာပေါ့နော်လှီးပြီးသွားတဲ့ပြည်ကြီးငါးထဲကိုချင်းထောင်းထားတာလေးကိုအရေးညှစ်ထည့်ပါတယ်။စားကိုတော့ဟင်းခက်စွန်းနဲ့2စွန်းစာလောက်ထည့်ပြီးနေပေးလိုက်ပါတယ်။ပြည်ကြီးငါးကတော့ဒီမှာခုစုတုပ်တာကစုပေါင်းအကောင်ကြီး6ကောင်ပေါ့နော်။ပြီးရင်တော့စုပြည်ကြီးငါးတွေကိုပြုတ်လိုက်ပါတယ်။ပြည်ကြီးငါးကိုပြုတ်တဲ့အခါမှာလေခုလိုမျိုးတန်မြာရည်ပဲဖြစ်ဖြစ်ရှာလကာရည်ပဲဖြစ်ဖြစ်ထည့်ပါနော်။အဲ့ဒါမှပြည်ကြီးငါးရဲ့ညှိတဲ့အနှံ့သက်တွေလည်းပျောက်ပြီးတော့သူ့ရဲ့အရာတာကပို့ပြီးတော့စားလို့ကောင်းတာပေါ့နော်။ပြည်ကြီးငါးပြုတ်တာကရေစုလာပြီး2မိနစ်လောက်ဆိုရင်တော့ရပါပြီ။ပြီးရင်တော့ရေခဲရည်ထဲမှာဆယ်ထည့်ထားလိုက်ပါတယ်။ပြည်ကြီးငါးကိုပြုတ်တဲ့အချိန်တုန်းကတံမြာကြီးညှက်ထည့်ထားတော့လေမတော့ရသေးပဲနဲ့တော့ပြည်ကြီးငါးရဲ့အနက်ကမှုေးနေတာပဲစားချင်းစရာကြီးကဲခုဆိုရင်တော့ပြည်ကြီးငါးချင်ဆက်တုပ်ပါတော့မယ်ကျတော့နေလှီးထားတာလေးကိုထည့်ပါတယ်ခင်းချင်ဒီပပလှီးထားတာလေးကိုလည်းထည့်လိုက်ပါတယ်မြုပ်ဒီစိမ်ပပလှီးထားတာလေးကိုလည်းထည့်ပါတယ်နနံပင်လှီးထားတာလေးကိုလည်းထည့်ပါတယ်နော်မြုပ်ဒီစိမ်နနံပင်နဲ့ကျတော့ခင်းချင်ဒီတို့ကတော့ဆွေအမားတွေဝိုင်းလှီးပေးထားတာပေါ့နော်အရာတော့ကိုတော့စားအချိုမှုန့်နဲ့တံမြာဒီ3မျိုးကိုပဲထည့်ပါတယ်နော်ပမာဏအနေများကတော့လေကိုသုံးမယ်ပြည်ကြီးငါအနေများပုံမူသူပြီးချိန်ပြီးထည့်ပေါ့နော်ချင်းကန်ဆက်ဆိုတော့လေတံမြာဒီများများငုတ်တီးများများမှပို့ပြီးတော့လိုက်ဖက်တာပေါ့နော်ဒါမဲ့လည်းစုဒီမှာငရုတ်တီးကိုတော့အရင်အများကြီးမထည့်ထားဘူးပေါ့နော်ဖုံဖုံတွေအဆက်မဖုံးနိုင်ပါဆိုလို့ပြီးရင်တော့အားလုံးကိုနှံ့သွားအောင်တတိချာချာလေးတုပ်ပေးလိုက်ပါတယ်ရှင်ဒီမှာအတုပ်ဖို့ပလတ်စတစ်လက်အိတ်မရှိတော့လေစုဒီတိုင်းပဲပေါ့နော်တုပ်လိုက်ပါတယ်လက်ကိုတော့စုဆက်ပြနဲ့တေချာဆင်အောင်ဆေးထားပါတယ်နော်ပြီးရင်တော့လက်ဘလောက်ဆက်မလဲမသိငုတ်တီးတွေနဲ့ဆိုတော့ကဲခုဆိုရင်တော့စုရဲ့ပြည်ကြီးငါချင်ဆက်တုပ်ကတော့အနက်မှုမွေးလေးနဲ့ရတာကောင်းကောင်းလေးရပါပြီရှင်စုရဲ့ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ရှင်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်တတားပါ